မင်္ဂလာပါဒီနေ့မှာပရိသတ်ကြီးကိုရုံးဖို့ခတ်တဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားပေးပါမယ်စက်ပိတ်ထားတဲ့ကား brake လုပ်ပြီးဘာမှမတွန်းဒါပေမဲ့ကားကတောင်ပေါ်ကိုတက်သွားတယ်အင်ဂျင်နီယာ Isaac Newton ရဲ့စွမ်းငင်အားနေရာမှာပြတ်သွားပြီလားမြေအောက်ကအေယာမတန်လိုက်သက်ကွင်းကဆွဲနေတာလားဒါမှမဟုတ်ကျွန်တော်တို့မျက်လုံးတွေကလုံးဝလိမ်ညာခံနေရတာလားဒီနေရာကိုရောက်ဖို့တဲ့ခီးသွားတိုင်းပြောတာကကျွန်တော်မျက်စိကိုကျွန်တော်မယုံနိုင်ဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်ဒီနေ့ကမ္ဘာတစ်ဝန်းကမဂနက်တစ်ဟေ့အကြောင်းကိုအတူတူစုံစမ်းကြမယ်အဖြေကတော့မျောလင့်ထားတာတက်ပိုရှင်းပြီးတော့ပိုအံ့ဩစရာကောင်းပါတယ်ဒီဗီဒီယိုကိုစုံထိကြည့်ပေးပါဘာလို့လဲဆိုတော့နောက်ဆုံးမိနစ်မှာသင်ကိုယ်တိုင်လုပ်လို့ရတဲ့သံသက်ချက်ပြပေးမှာမလို့ပါမကနတဲ့ဟဲကမ္ဘာကြော်ကြားသောတန်လိုက်တောင်ကုန်းများဘာပေါ်မှာဒီလိုဆွမ်းငင်အားထူးဆန်းတဲ့နေရာတွေဓာတ်နဲ့ချီပြီးရှိပါတယ်နာမည်အကြီးဆုံးကတော့အိန္ဒိယနိုင်ငံလာဒတ်ဒေသကမကနတဲ့ဟေပါဒီနေရာဟာပင်လယ်ရေမျက်နှာပြင်အထက်ပေ11,300 မီတာလောက်မှာတည်ရှိပါတယ်ခရီးသွားတွေကတရီနာဂါလေ highway ပေါ်မှာသွားရင်ဒီနေရာကိုမဖြစ်မနေရပ်ကြည့်ကြပါတယ်နောက်တစ်နေရာကတော့ကနေဒါနိုင်ငံမွန်တန်ကမကနက်တဲ့ဟေပါဒီနေရာမှာရေပလင်းကိုလမ်းပေါ်ချလိုက်ရင်ရေဟာတောင်ပေါ်ထိစီးတက်သွားတယ်လို့ထင်ရပါတယ်အမေရိကန်၊ဩစတြေးလျ၊စကော့တလန်၊တောင်ကိုရီးယားနိုင်ငံတွေမှာလည်းဒီလိုနေရာမျိုးတွေရှိကြပါတယ်ဒါပေမဲ့ဒါတွေအကုန်လုံးကတမျိုးတည်းသောဖြစ်စဉ်ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတာဆက်ကြည့်ပါဒေသခံတွေရဲ့ယုံကြည်ချက်နဲ့ကောလာဟလတွေကိုအရင်ဆုံးပြောပြပေးပါမယ်ဒေသခံတွေကတော့အမျိုးမျိုးယုံကြည်ကြပါတယ်တချို့ကဒီလမ်းဟာလက်ဖျားတွေသွားတဲ့လမ်းလို့ဆိုကြပါတယ်ကောင်းတဲ့သူတွေကိုဆွဲတင်ပြီးမကောင်းတဲ့သူတွေကိုတွန်းချတယ်လို့အယူဆရှိပါတယ်နောက်တစ်ချို့ကမြေအောက်ကအေယာမတန်လိုက်တောက်တုံးကြီးတွေရှိပြီးကားတွေကိုဆွဲတင်နေတယ်လို့ယူဆကြပါတယ်တချို့ကလေရင်တွေဒီနေရာထက်ကဖြတ်မပြောင်းဝင်မှုဆိုတဲ့ကောလာဟလတောင်ရှိခဲ့ပါတယ်တန်လိုက်တက်ကလေရင်ရဲ့စက်ကရိယာတွေပျက်စီးစေမှာဆိုလို့တဲ့ဒါပေမဲ့သိပ္ပံပညာရှင်တွေရောက်လာတဲ့အခါဒီအယူဆတွေအားလုံးပြိုလဲသွားပါတယ်သိပ္ပံပညာရှင်တွေဟာ GPS အဆက်မြင့်ဒေါင်းတိုင်ကရိယာတွေယူပြီးဒီနေရာတွေကိုလေ့လာခဲ့ပါတယ်တွေ့ရှိချက်ကအံ့ဩစရာပါအဲ့ဒီလမ်းဟာတောင်တက်လမ်းမဟုတ်ပါဘူးတောင်ဆင်းလမ်းဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ပတ်ဝန်းကျင်ကတောင်တန်းအနေနဲ့မိုးကုတ်စဝါရဲ့အနေအထားကြောင့်ကျွန်တော်တို့မျက်စိကနေမြင့်ကိုပြောင်းပြန်မြင်နေတာဖြစ်ပါတယ်ဥပမာတစ်ခုပြရရင်ဒီလမ်းကအမှန်တကယ်9 ဒီဂရီရှော့ဆောက်ကိုဆင်းနေပေမဲ့ပတ်ဝန်းကျင်ကတောင်ဆောင်တွေပို့ပြီးမတ်ဆောက်နေတဲ့အတွက်အုံနောက်ကဓာတက်နေရဲ့လို့အထိပ္ပယ်ကောင်းပြပါတယ်ဒါကြောင့်ကားကဆွဲငင်အားအတိုင်းအောက်သို့ဆင်းနေတာကိုတောင်ပေါ်တက်နေရလို့မြင်ရတာပါဒါဟာ optical illusion မျက်စိလှည့်သားခြင်းရဲ့ဥပမာတစ်ခုပါကျွန်တော်တို့အုံနောက်ကမြက်ပွဲတစ်ခုကိုအထိပ္ပယ်ကောက်တဲ့အခါပတ်ဝန်းကျင်ရဲ့ရည်ညွှန်းချက်ကိုသုံးပါတယ်ဒီနေရာမှာရည်ညွှန်းချက်တွေဖြစ်တဲ့တောင်တန်းတွေတစ်ပင်တွေလမ်းဘေးကကြောက်တုံးတွေကမတ်ဆောက်နေတဲ့ထောင်းမှာရှိနေတယ်ဒါကြောင့်အနှဲငယ်ရှော့ဆောက်ကျဲတဲ့လမ်းကိုတက်နေတယ်လို့အုံနောက်ကကောက်ချက်ချပါတယ်သင်ကိုယ်တိုင်လက်ကင်ဖုန်းနဲ့ level up ကိုသုံးပြီးတော့ဒီလိုနေရာမျိုးသွားတိုက်ကြည့်ရင်တွေ့ရပါလိမ့်မယ်လမ်းဟာတကယ်ကိုအောက်ကိုသင်းနေတာပါဒီတော့သင်ဟာဒီလိုနေရာမျိုးတွေရောက်ဖူးတယ်ဒါမှမဟုတ်နောက်တစ်ချိန်မှာသွားမယ်ဆိုရင်ကိုယ်တိုင်တန်းသက်ကြည့်ဖို့အကြံပြုချင်ပါတယ်ဒီတော့စမ်းသပ်ရမယ့်နည်းလမ်းလေးတချို့ကိုလမ်းညွှန်ပေးလိုက်ပါမယ်ခင်ဗျာပထမဆုံးစမ်းသပ်ရမယ့်နည်းလမ်းတစ်ခုကတော့ကားတန်းသက်ချက်ပါကားကိုအင်ဂျင်ပိတ်ဂီယာထိုးပြီးတော့ brake လွှတ်လိုက်ပါကားဘယ်ဘက်ကိုရေးသွားမလဲစောင့်ကြည့်ပါနောက်ထပ်နည်းလမ်းတစ်ခုကတော့ရေပလင်းစမ်းသပ်ချက်ပါရေပလင်းအလွတ်တစ်ခုကိုလမ်းပေါ်တည့်ထားပြီးရေအနှဲငယ်ဖြည်းဖြည်းချပါရေကဘယ်ဘက်ကိုစီးသွားမလဲကြည့်ပါနောက်ထပ်နည်းလမ်းတစ်ခုကတော့ level up ပါဖုန်းထဲကကလိုင်နိုမီတာဒါမှမဟုတ် level up ကိုသုံးပြီးတော့လမ်းရဲ့တိမ်းဆောင်မှုကိုတိုင်းကြည့်ပါ
ဒီနီလန်သုံးခုလုံးကတင့်ကိုအမှန်တရားပြသပေးပါလိမ့်မယ်ဒါဆိုရင် magnetic area ဟာတားလိုက်တတ်မဟုတ်မော်အတက်မဟုတ်ဂျိုသားတွေမဟုတ်ဘူး optical illusion မျက်စိလှည့်စားမှုတစ်ခုသာဖြစ်တယ်လို့တွေ့ရပါတယ်ဒါပေမဲ့သိပ္ပံအဖြေကိုသိရတော့လေဒီနေရာတွေရဲ့ပြောပြကောင်းမှုကတော့ရော့မသွားပါဘူးတကယ်လို့ပရိသတ်ကြီးကိုယ်တိုင်ဒီလိုနေရာမျိုးရောက်ဖို့ရင်ဒါမှမဟုတ်ပရိသတ်ကြီးရဲ့မြို့နားမှာဒီလိုနေရာရှိတယ်ဆိုရင်တော့တွားကြည့်ဖို့မမေ့နဲ့နော်ပရိသတ်ကြီးမှာရောဒီလိုထူးဆန်းတဲ့နေရာမျိုးအတွေ့အကြုံရှိဘူးလားအောက်မှာ comment ရေးပေးခဲ့ပါဦးနောက်ထပ်အကောင်းဆုံးတလန်တစ်ခုဗီဒီယိုကိုနောက်တစ်ပတ်မှာဖပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like နဲ့ subscribe နှိပ်ထားပေးပါဘဲ icon လေးကိုနှိပ်ထားရင်တော့နောက်ဗီဒီယိုတွေမလွတ်နိုင်တော့ပါဘူးနောက်တစ်ပုဒ်မှာတော့လူတယောက်မှခြေမချဝဲနဲ့ကမ္ဘာအနေရဲ့အရှိဆုံးငွေကြောအကြောင်းကိုတက်ဆက်ပေးပါမယ်ဒီတစ်ပတ်မှာဗီဒီယိုဆုံးအောင်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်တစ်ပတ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်